မင်္ဂလာပါဆရာတော်ဘယ်မှာဆရာဒီနေ့ဒီဗီဒီယိုမှာ grade 12က chapter 5ပေါ့နော်အခုစနစ်သစ်သင်ရိုးမှာပါလာတဲ့ permutations and combinations ခန်းကိုဆရာမိတ်ဆက်ပြောမယ်အဲ့ဒီခန်းကိုကျောင်းသားတော်များများယွန့်ကြတယ်ဘာကြောင့်လဲဆိုတဲ့အခါကျတော့အဲ့ဒီခန်းကတွက်ရတာတိတ်ပြီးတော့စိန်ခေါ်မှုမရှိပေမဲ့တွေးရတာတော့နည်းနည်းလေးစိန်ခေါ်မှုရှိနေတယ်အထူးသဖြင့်ဘယ်မှာသွားပြီးတော့စိန်ခေါ်မှုရှိလဲဆိုတော့ဘာသာစကားသူအင်္ဂလိပ်လိုမျိုးပြစ်တုံနေအောင်ရေးထားတဲ့ကိစ္စရှိတယ်အဲ့ဒါကိုနံပါတ်1ဘာသာပြန်ရတယ်နံပါတ်2 county နဲ့ပတ်သက်ပြီးတော့ခွဲခြားရတယ်ပြီးတော့မှဘယ်လိုပုံစံတွက်ရမယ်ဆိုတော့ဆုံးဖြတ်ရတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ဘာသာစကားမှာရင်အားနေတဲ့ကလေးတွေကြားတဲ့ခါကျရင်စိန်ခေါ်မှုဖြစ်သွားတာပေါ့နော်သူတို့အတွက်နည်းနည်းလေးလောကကန်ရတာစိုးရိမ်မှုဖြစ်သွားတာပေါ့နော်အကေဟုတ်ပြီဘာသာစကားမှာဒီပြဿနာကိုဖြေရှင်းနိုင်လိုက်ပြီဆိုလို့ရှိရင်တော့သင်္ချာသဘောတရားမှာအခက်အခဲမရှိအောင်လို့ဆရာဗီဒီယိုတွေတောက်လျှောက်ဆရာလုပ်ပေးသွားမယ်ဟုတ်ပြီနော်ဟုတ်ပြီအဲ့ဆရာစအောင်ရေးတွက်နီးစီမင်းများကြီးထူးခြားပွဲခီးဆိုပြီးဆရာဒီမှာရေးထားတာရှိတယ်ဆိုတော့တကယ်တော့ဒီ permutations combination ရဲ့ sense ပေါ့ဒီ sense ကဆရာတို့ဘယ်ထဲကနေစလဲဆိုတော့အိုးဆရာတို့ဒီရှေးဟောင်းပေါ့နော်ဒီယဉ်ကျေးမှုတွေကနေပြီးတော့အခုလက်ရှိကနေ့ခေတ်modern computer တွေပေါ့နော်တနည်းအားဖြင့်ပြောရင် computer science data science ခေတ်တီကိုဒီ counting principle လို့ခေါ်တဲ့ရေးတွက်နီးစီးမြင်နေဟာပေါင်းဆက်ပြီးတော့ဖြစ်ပေါ်နေရဆိုနားလည်ဖို့အတွက်ဒီ counting principle ကဆရာတို့နော်အကူအညီအများကြီးပေးတယ်ဆရာတို့ပုံဖော်ပေးတယ်ဆိုတော့ဒါလေးကိုဆရာတို့တစ်ချက်ကြည့်အောင်နော်အဲ့တော့အဲ့ဒါကိုကြည့်မယ်ဆိုတော့ဆရာတို့ကဘယ်သူကနေစပြောမယ်ဆိုတော့ပင်္ဂလာကနေစပြောပါတော့ရေးတာတော့ပင်္ဂလာပဲသူကတော့ဗာလဲဆိုတော့ BC third century နဲ့ second century လောက်မှာအမဒန်နာမည်ကျော်ကြားခဲ့တဲ့ပုဂ္ဂိုလ်ကြီးပါเนาะပင်္ဂလာဆိုတဲ့ပုဂ္ဂိုလ်ကြီးပါเนาะသူကတော့စန္ဒရှထရာဆိုတဲ့နာမည်ကြီးခဲ့တဲ့သူ့ရဲ့ကျမ်းရှိတယ်သူကပြီးနောက်တစ်ခုကကြတော့သူကဗာလဲဆိုတော့တော့ဝေဒကျမ်းပညာရှင်ပေါ့เนาะဝေဒကျမ်းပညာရှင်ပေါ့သူကအဓိကတော့ဗာလဲဆိုတော့တက္ကတကဗျာရင်းနီးပေါ့နော်တနည်းအားဖြင့်ပြောရင်ကဗျာရင်းနီးဆိုတာကတော့ဂါထာပေါ့ဂါထာဆိုတာကတော့ဆရာတို့မြန်မာလူအဖွဲ့အစည်းမှာကတော့အကုန်ရင်းနေပြီးသားเนาะဒါမျက်စိမှသာဒီလေဂါထာကိုသိပြီးသားတနည်းအားဖြင့်ဗုဒ္ဓစာပေဖွံ့ဖြိုးတဲ့ဘယ်ဒေသမှာမဆိုဂါထာဆိုတာသိတယ်ကြားဘူးကြတယ်တနည်းအားဖြင့်ပြောရင်ဂါထာဆိုတာကဗျာပဲเนาะအဲ့မှာတက္ကတပေါ့ Sanskrit ပေါ့เนาะဂါထာရင်းနီးနဲ့ပတ်သက်ပြီးတော့ဆရာတို့ကဒီနေရာမှာနည်းနည်းလေးဆရာဝေမျှနေတာရှိတယ်။ဘာကြောင့်ဝေမျှနေလဲဆိုတော့သူက county principle နဲ့ combinatorics တို့binary system တို့နဲ့အများကြီးချိတ်ဆက်နေလို့တနည်းအားဖြင့်ပြောရင်ဆရာတို့ခုသင်ရတဲ့ chapter 5ဆိုတဲ့ခေါင်းစဉ်ကနော် BCE ပေါ့နော် second century third century လောက်ထဲကနေပြီးတော့စခဲ့တယ်ဆိုတဲ့သဘောလေးကိုဆရာသိစေချင်လို့ဆရာပြောပြတာဟုတ်ပြီကောင်းပြီအဲ့မှာဆရာတို့ကကြပြရင်းကြီးကိုသိဖို့ဆိုလို့ရှိရင်အချက်နှစ်ချက်ရှိတယ်အခြေခံကြားချက်ဥပမာဆိုအတန်ဒိုအတန်ပြတ် REUA လို့ပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှိရင်ဆရာတို့ကလဟုလို့ခေါ်တယ် short ဖြစ်တယ်အဲ့ဒါကိုဆရာ L လို့သတ်မှတ်လိုက်မယ်ပြီးရင်နောက်တစ်ခုအတန်ရှည်ဆိုရင် group လို့ဆရာတို့ပြောတယ် long ပေါ့အဲ့ဒါကိုဆရာတို့ G လို့သတ်မှတ်လိုက် group ကို G လဟုကို L တော့အဲ့မှာ LLL LLG LGL LGG အသာရှိသဖြင့်ဆရာတို့သူ့ရဲ့pattern လေးတွေ rhyme လေးတွေလုပ်လို့ရတယ်အဲ့ဒါ binary system နဲ့ပြမယ်ဆိုရင်တော့ဥပမာဆိုပါတော့လဟုကို1လို့ပြပြီးတော့ group ကို0နဲ့ပြမယ်ဆိုရင်111 110 101 100နော်အဲ့တော့အဲ့ဒီဟာတွေကို तू ကဘယ်လိုမျိုးဒီဂါထာဆက်ခဲ့တာလဲဆိုတော့ဆရာနမူနာလေးတစ်ခုပြချင်တယ်ဒါကတော့ပကံခေတ်မှာအင်မတန်ကြော်ကြားထင်ရှားခဲ့တဲ့ရာဇကုန်မှာကြောက်စားဆိုတာရှိတယ်မြန်မာစာပေသမိုင်းမှာအသက်တမအရေးကြီးတယ်အဲ့ဒီမှာရေးထိုးထားတဲ့ကဗျာလေးရဲ့ပထမအပိုက်ကိုကြည့်အောင်ဗုဒ္ဓဓိကံဝတ္ထုဝရံနမိတွာဆိုတော့အဲ့တလုံးချင်းစီကိုဆရာတို့ပြန်ဖြီထုတ်မယ်ဆိုရင်ဗုဒ္ဓဓိကံပထမလေးလုံးဒီအတန်ရှည်ကြီး group ပြီးတော့မှအတန်တို့လဟုပြီးတော့မှ group အဲ့လိုလာတယ်နောက်ကခုနှလုံးကိုကြည့်မယ်ဆိုရင်ဝတ္ထုဝရံနမိတွာခွဲလိုက်မယ်ဆိုရင် GLLG ဆိုပြီးတွေ့ရဟုတ်ပြီနောက်တစ်ပိုင်းမှာလဲသူကအဲ့ဒီစက်တလုံးအဲ့ဒီ pattern တိုင်းပဲသူပြန်လာတာအဲ့ဒါကိုအဓိကပြောနေတာပေါ့နော်ဆိုတော့သူကရန်တမ်းပြီးသူရေးထားတာမဟုတ်သူစနစ်ရှိတယ်နော်ပြောမယ်ဆိုရင်တော့ဂိုင်းကသူတို့ရှစ်ဂိုင်းရှိလို့ဆရာတို့ဒါစာပေမှာတော့ဖတ်ဖူးတယ်ပေါ့နော်ဒါတွေကတော့အသေးစိတ်ကတော့ဒါဆရာရဲ့ nipple မဟုတ်တော့ဆရာမသိဘူးဒါပေမဲ့ဆရာအခုပြောချင်တဲ့ပေးချင်တဲ့ message ကဘာလဲဆိုတော့နော်ပုံညံကတန်စရှိပြီး GGLG နော်အနောက်ပိုင်းကို GLLG ဆိုပြီးတော့အပေါ်ကအတိုင်းပဲအောက်မှာလည်းဆက်ပြီးတော့ရေးထားတာတွေ့လိမ့်မယ်ဆိုတော့အားလုံးကဒါစက်တလုံးဖွဲ့ပေါ့
ဆိုလိုတာကဘာလို့ဆိုတော့အဲ့ဒီအခါဆိုတာဒါကတော့ဆရာပကံခေတ်ကကြောက်စာကိုနမူနာအနေနဲ့ group လက်ဟုကိုခွဲပြတာတကယ်တော့ပကံခေတ်ဆိုတာအဲ့ဒါAD11ကိုရောက်နေပြီလေ17ရာစုတော့ဒါတော့အခုကဆရာတို့ဒါပင်ကလာတို့ဒါ BCE second century third century လောက်ထဲကနေပြီးတော့เนาะစန္ဒရှက်ဒရာဆိုရဲဒီကျမ်းမှာသူ့ရဲ့နာမည်ကျော်ကျမ်းပေါ့เนาะအဲ့မှာအကုန်လုံးကဒီလိုစနစ်တွေနဲ့ကြပြရေးနီးစနစ်ကာထားရေးနီးစနစ်တွေနဲ့ရေးထားတာအဲ့စနစ်တွေကဘာလို့အဓိကဥတည်နေဆို binary system တွေ့လားเนาะ binary system ဥတည်နေနောက်တစ်ခုအမှဆိုကြပါစို့စတတန်းတွေမှာသင်ရတဲ့ဥပမာ Pascal triangle ပေါ့เนาะ Pascal triangle ရဲ့ recursive ဖြစ်တဲ့ပုံစံတွေเนาะဒီလိုပုံစံတွေကိုဆရာတို့ဒီခုနကဂါထာရင်းကြီးတွေမှာလာတွေ့နေရပြီเนาะပြီးတော့ combinatoric ခု2 syllabus လား3 syllabus 2တန်လား3တန်လား4တန်လား5တန်လား6တန်လား9တန်လားအဲ့ဒီထဲမှာအတူအရှိကိုဘယ်လိုမျိုးတွဲသုံးပါလဲ combinatorics အခု chapter 5မှာ permutations combinations မှာခုကလေးတွေသင်ရတဲ့အပိုင်းကိုเนาะဒီနေရာကနေပြီးတော့ပြောရမယ်ဆိုအစပြိုးနေပြီเนาะပြီးတော့နောက်တစ်ခု algorithmic thinking နော် algorithmic thinking ဆိုတာကတော့ဒါပြန်ပြီးတော့ repeat ဖြစ်တာပေါ့နော် loop ဖြစ်တာပေါ့နော် recursive ဖြစ်တာပေါ့နော်အဲ့ဒီခါကသင်္ချာနယ်ပယ်ကအဲ့ခေါင်းစဉ်အနေအတွက်တိလို့တီထွင်ခဲ့တာတော့မဟုတ်ပေမဲ့ဒီမသိစိတ်မှာဒါမှမဟုတ်လေဒီလိုမျိုး season တစ်ခုကိုဖန်တီးမှုကနောက်အခါမှာသင်္ချာနယ်ပယ်မှာခေါင်းစဉ်ကြီးတွေတစ်ခုခေါင်းစဉ်နယ်ပယ်တွေတစ်ခုအနေနဲ့ဖွံ့ဖြိုးလာတယ်အဲ့ခေတ်ကတိလို့တော့မဟုတ်ဘူးဒါပေမဲ့နောက်ချိန်မှာဖွံ့ဖြိုးလာတယ်ဖွံ့ဖြိုးလာတဲ့သမိုင်းကိုကြည့်မယ်ဆိုရင်သမိုင်းအစဉ်အဆက်ဒီပြောမယ်ဆိုရင်လူသားတွေရဲ့အစဉ်အဆက်မှာမသိစိတ်ကနေပြီးတော့တိဆောက်ထားတဲ့စနစ်တွေရှိတယ်အဲ့ဒါကိုသိစိတ်ပေါ်ရောက်လာအောင်တဖြည်းဖြည်းနဲ့ပေါ်ထုတ်လာနိုင်တဲ့အခါကျတော့ခေါင်းစဉ်ရဲ့တစ်ခုနယ်ပယ်ရဲ့တစ်ခုနေနဲ့ဆရာတို့လေ့လာနိုင်တယ်နော်ဟိုသွားကြည့်အောင် 12C ကိုဆရာတို့သွားကြည့်အောင်တနည်းအားဖြင့် 12AD ပေါ့ command order ပေါ့နော်အဲ့ဒီမှာတော့ဆရာတို့ကဘာကိုသွားပြီးတော့တွေးရလဲဆိုတော့နော် Fibonacci ဆိုတော့အဲ့မှာဆရာတို့ကသူ့ရဲ့နော်သူ Fibonacci ကိန်းစဉ်ဆိုတာတော့ဒါကျောင်းသားတော်တော်များများကြားဘူးပြီးသားပေါ့နော်သင်္ချာစိတ်ဝင်စားတဲ့သူတွေတော်တော်များများကြားဘူးပြီးသားပေါ့နော်အခုဆရာနောက်မှာဆွဲထားတဲ့ဒါနေတာပိုင်းဆိုတာပြောမယ်ဆိုတော့ golden ratio ပေါ့အဲ့အကြောင်းဆရာဗီဒီယိုတက်လုပ်ပေးမယ်နော်သူကဘာလဲဆိုတော့ Fibonacci ဆို Italian ပေါ့ Italy လူမျိုးပေါ့နော်သူကဒီ Hindu Arabic ဆိုတာအရှိရဆရာ0နဲ့ပတ်သက်တဲ့နော်ဗီဒီယိုမှာလဲတုံညမွေးဖွားဇာတိဆိုတဲ့ဗီဒီယိုမှာလည်းပဲဆရာဒီအကြောင်းကိုပြောပြီးပြီပေါ့နော် Hindu Arabic ဆိုတဲ့ numerals တွေကိုပိုပြီးကောင်းအောင်လုပ်ခဲ့တာတော့ Europe မှာသူကပြီးတော့နောက်တစ်ခုက Roman letter တွေနေရာမှာ Roman numerals တွေနေရာမှာရောမကနန်းနေနေရာမှာခုန Hindu Arabic တွေကိုအစားထိုးပြီးသုံးခဲ့တာမျိုးတွေပြီးတော့နောက်တစ်ခုကတကယ်counting ပေါ့နော်ရေတွက်နီးစနစ်တွေပါတဲ့အမှစီးပွားရေးပဲဖြစ်ဖြစ်ငွေကြေးလဲလှယ်မှုပဲဖြစ်ဖြစ်အစီအစဉ်ချတာပဲဖြစ်ဖြစ်အဲ့လိုပုံစံတွေတကယ်လက်တွေ့ပုံစံတွေကိုသူအများကြီးရှင်းပြခဲ့တယ် Fibonacci ဆိုတာကလေနော်ဥပမာတစ်ခုအနေနဲ့ဆရာတို့ကြည့်ရမယ်ဆိုလို့ရှိရင်ဥပမာဆိုကြပါဆိုအဝိအမျိုးအစား5မျိုးရှိမယ်ပြီးတော့နောက်တစ်ခုကဆေးမျိုးစား3မျိုးရှိမယ်ဥပမာဆိုပါစို့အဝိစား5မျိုးဆိုတာကတော့ဆရာတို့ဥပမာနိုင်လွန်ရှိမယ်ချီရှိမယ်ဒါသဘောပြပြတာပေါ့နော်အဲ့ဒီခေတ်ကတော့နိုင်လွန်ပေါ်ကြမှာပုံမှာပေါ့အမျိုးမျိုးရှိမယ်ဒါမှမဟုတ်လဲမျက်စိအမြင်ကမှာသပတ်ရှိမယ်အင်ကြီးရှိမယ်ဘောင်းမီရှိမယ်အုတ်ထုတ်ရှိမယ်အစရှိသဖြင့်ပေါ့အဲ့လိုအမျိုးစား5မျိုးရှိမယ်ဆေးကလည်းအယောင်3မျိုးရှိတယ်နော်ဆေးစုပိုင်းရိုက်လုပ်လို့ရတဲ့အယောင်ကလည်း3မျိုးရှိမယ်အဲ့ဒါဆိုလို့ရှိရင် product ဘယ်နှခုထုတ်လုပ်နိုင်လဲဆိုတဲ့ကိစ္စပေါ့အဲ့ဒါ9အမြောက်3ဆိုပြီး15ခုထုတ်လုပ်နိုင်တယ်ဆိုပြီးတော့ဒါလက်တွေ့ပြဿနာကိုသူဖြေရှင်းခဲ့တဲ့ကိစ္စတွေမှာဒါ Fibonacci ခေတ်ထဲကဒီလိုကိစ္စလေးပေါ်နေပြီဒါပေမဲ့ပြောမယ်ဆိုအခုဆရာတို့ခေါ်နေတဲ့ counting principle ရေလို့တော့ခေါ်ပြီးသုံးခဲ့တာတော့မဟုတ်ဘူးဒါပေမဲ့ application ကအရှိကိုကြိုရောက်နေတာဟုတ်ပြီနော်အဲ့တော့ဆရာတို့နောက်ထပ်တစ်ခုဆရာတို့ကြည့်ကြည့်ရအောင်နောက်ထပ်တစ်ခုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီပုဂ္ဂိုလ်ပေါ့နော်ဒီပုဂ္ဂိုလ်ကတော့ Nicole Orasme ပေါ့နော်အဲ့အတန်ထွက်အမှန်ကဘယ်လိုဖြစ်မလဲတော့ကြည့်ရှုသူတွေနဲ့ရေးခဲ့ပေးပါသူကလည်းဟိုပါပေါ့နော်ဆရာတို့ဒီ counting principles နဲ့ပတ်သက်လို့ရှိရင် sequences တွေ arrangements တွေနဲ့ပတ်သက်ပြီးတော့ analyze လုပ်တဲ့နေရာမှာတော်တော်စောတဲ့သင်္ချာပညာရှင်တွေကတယောက်ပဲပေါ့နော်တယောက်ပဲဆိုတော့အဲကြောင့်သူ့ကိုဆရာဂုဏ်ပြုတဲ့အနေနဲ့ဆရာထည့်ထားတာနော်နောက်တဲ့ဆရာတို့နော်တကယ် formal principles လို့ခေါ်တဲ့နော်တကယ်သင်္ချာမှာတကယ်အလုပ်လုပ်တဲ့ principle စီးမြင်တွေကိုမွေးဖွားတဲ့သူကတော့ဘာလို့လဲဆိုတော့
Blaise Pascal ဆိုတဲ့ပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်ပေါ့နော်ဒါ Blaise Pascal ပေါ့နော်ပြီးနောက်ထပ်တစ်ယောက်ရှိသေးတယ် Fermat ဆိုတာနော်နောက်ဒါ Fermat ရဲ့ Leslie Warren တို့ဘာလို့ဆိုလို့ရှိရင်အရန်နာမည်ကြီးတယ်ဆိုတော့ Pascal နဲ့ Fermat ကကြတော့ဒီ county principles ကို18ရာစုဒါ18ရာစုကိုဆရာတို့ရောက်လာပြီပေါ့18ရာစုမှာဆိုရင်ဥပမာဆို Isaac Newton တို့ Leibniz တို့ရှိတယ်ဒါ calculus ကို develop လုပ်တဲ့ဖွံ့ဖြိုးအောင်လုပ်ခဲ့တဲ့ပုဂ္ဂိုလ်ကြီးသူဆောင်ရွက်ချက်တွေရှိတယ်နော်သူတို့ကဒီပြောမယ်ဆိုရင်အလောင်းကစားပု္ပ္ပစာတွေကိုဖြည့်ရှင်းနေဟာနေပြီးတော့ county principle ကိုသူတို့ဖွံ့ဖြိုးတာပေါ့တနည်းအားဖြင့်ဖဲကစားတာတို့ဘာတို့ပေါ့နော်နောက်တစ်ခုက Pascal ဆိုတာနာမည်ကြီးပါတယ် Pascal Triangle နဲ့ပတ်သက်ပြီးတော့เนาะဒါရင်တော့တင်ငယ်ဘူးပြီးသားဆိုသိ Pascal Triangle ရဲ့ထူးခြားချက်တွေကလည်းအများကြီးရှိတယ်เนาะအဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းဆရာတို့ဒါတက်ပြောရမယ်ကိစ္စပေါ့เนาะ Okay ဆရာတို့ဒီဟာနဲ့ပတ်သက်ပြီးတော့ဆရာတို့ definition ဆရာတို့ဖွင့်ကြည့်အောင်ဟုတ်ပြီ definition ဖွင့်မယ်ဆို county principle က there are ways to do one task တခုခုလုပ်ဖို့ ways ရှိတယ်and ways to do another နောက်တစ်ခုလုပ်ဖို့အတွက် and ways ရှိရဆိုရင်သူတို့နှစ်ခုပေါင်းလုပ်မယ်ဆိုရင် m multiply မှာ and ways m နဲ့ n နဲ့ကိုဘာလို့လိုက်မလဲဆိုတော့မြှောက်လိုက်တယ်အဲဒါကြောင့်ဆရာတို့ကသူ့ကိုเนาะ multiplicative principles လို့လည်းတစ်ခါတည်းကြတော့ခေါ်တယ်เนาะဆိုတော့ဒီ county principle မှာအဲ့နှစ်ခုမြှောက်လိုက်လို့ရှိရင်စုစုပေါင်းရလာမယ်အရေးအတွက်ကိုတန်းရသွားတာပေါ့ဆိုတော့အဲ့တော့ဆရာတို့ကြည့်အောင်အခုဆရာတို့မိုးဟင်းကားရှိတယ်အုံနှုတ်ခောက်ဆွဲရှိတယ်မိုးဟင်းကားနဲ့အုံနှုတ်ခောက်ဆွဲမှာဆရာတို့ကပဲကြော်နဲ့စားလို့ရတယ်ပဲသွေးနဲ့စားဘဲဥနဲ့စားလို့ရတယ်ပဲကြော်ပဲသွေးဘဲဥအဲ့တော့ဆရာတို့ဘယ်နှမျိုးရွေးချယ်ခွင့်ရှိသွားလဲဆရာတို့မှာစားဖို့အတွက်မွေးငါးနဲ့ပဲကြော်နဲ့စားမလားမွေးငါးနဲ့ပဲသွေးနဲ့စားမွေးငါးနဲ့ဘဲဥနဲ့စားမလားသုံးနည်းအုံနုနဲ့ပဲကြော်နဲ့စားမလားအုံနုနဲ့ပဲသွေးနဲ့စားမလားအုံနုနဲ့ဘဲဥနဲ့စားမလားနောက်ထပ်သုံးနည်းအားလုံးပေါင်း6နည်းအဲ့6နည်းဆိုတာတကယ်တော့မိုးဟင်းကားအုံနုအပြာရောင်နဲ့ပြလာတာ2ခုပဲကြော်ပဲသွေးဘဲဥဆိုတဲ့အဝါရောင်နဲ့ပြလာတာ3ခုအဲ့နှစ်ခုမြောက်လိုက်6ရတယ်ဒီ counting principle မှာတွေ့လားဆရာတို့ပထမတစ်ခုကိုလုံးနိုင်ခြေကရွေးနိုင်ခြေကဘယ်လောက်ခုရှိဆိုတော့မွေးငါနဲ့အုံလုံးနှစ်ခုရှိတယ် m ways တစ်ခုချင်းစီမှာကြတော့ပါဆိုနီလန်နောက်ထပ်3ခုစီပြန်ပြီးတော့လုံးလို့ရတယ်ဆိုရယ်ကိစ္စပြန်ရှိတယ်အဲကြောင့်မလို့ဆရာတို့ a နှစ်ခုမြောက်လိုက်တယ်2နဲ့3နဲ့မြောက်လိုက်ဆို6ရပါတယ် alright အဲဆိုလို့ရှိရင်ဆရာ counting principle define က definition ကနားလည်မယ်လို့ဆရာထင်တယ်အဲ့တော့ဆရာတို့ကပု္ပ္ပစာလေးတွေဆရာတို့ဆက်ပြီးတော့နည်းနည်းလေးလက်တွေ့ပု္ပ္ပစာလေးတွေနည်းနည်းလေးဆက်ပြီးတော့စဉ်းစားကြည့်အောင်ပါနော် so okay အဲ့တော့ there are 4 blood types ပေါ့နော်ဒါကဆရာ grade 12 course book ထဲမှာပါတဲ့ example လေးပါနော် example လေးကိုဆရာယူပြီးတော့ဆရာပြန်ရှင်းပြခြင်းတယ်နော်ဘာလို့ဆိုအဓိကဘာလို့ဆို visualize လုပ်ပြခြင်းတာနမျက်စိမြင်အောင်ပြောခြင်းတာဆိုတော့သွေးအုပ်စု၄မျိုးရှိတယ်တဲ့ A ရယ် B ရယ် AB ရယ် O ရယ်ဆိုပြီးတော့တဲ့အဲ့မှာဒီသွေးတွေမှာလေ RH positive နဲ့ RH negative ဆိုပြီးနှမျိုးရှိတယ်အဲ့ဒါကတော့ဘာဆို red blood cell ပေါ်မှာနော်ဒီ protein ပေါ့ protein က contain ဖြစ်တယ်ဆိုရင်ဒါ RH positive ပေါ့ဒီသွေးနီဥပေါ်မှာ protein အမျိုးအစားတစ်ခုရှိအဲ့မျိုးဆိုမပါဘူး doesn't contain ဆိုလို့ရှိရင်တော့ RH negative လို့သူကပြောတာဟုတ်ပြီအဲ့မှာသွေးအလှရှင်က male လား female လားဆိုတော့ထက်ခွဲလို့ရသေးတယ်Soအဲ့မှာတော့နောက်ဆုံးတော့မေးလိုက်တဲ့မေးခွန်း how many different possible ways can a donor have this his or her blood labeled သူပြောတာတယ်။ So အဲ့ဒါ ways ဘယ်နှခုဆရာတို့အသုံးပြုလို့ရမလဲတဲ့။ So တော့အဲ့ဒါကိုဆရာတို့ပုံဆွဲကြည့်ဖို့လိုမယ်နော်ဆရာတို့အရင်ဆုံးဆရာတို့ပုံဆွဲကြည့်လိုက်အောင်ဒါလေးကိုနော်။အခုဒါ county principle မှာသူတို့စုကပါရှိဆိုတော့ A ရယ် B ရယ် AB ရယ် O ရယ်ဆိုပြီးလို့ရှိတယ်။ဟုတ်ပြီ A မှာဆရာတို့ကနော်သူ့ကို A မှာဆရာတို့ခွဲလို့ရ RH positive နဲ့ RH negative B မှာလည်းအဲ့လိုပဲ C မှာလည်း AB မှာလည်းအဲ့လိုပဲ O သွေးမှာလည်းအဲ့လိုပဲခွဲလို့ရတယ်။နော်အဲ့လိုမျိုးခွဲလိုက်ပြီဆိုရင်စုပေါင်းဆရာဘယ်နှနည်းရှိပါဆိုတော့8နည်းရှိပါပြီတွေ့လား။နော်တနည်းအားဖြင့်ပြောရင်ဆရာတို့ကဒီအရှိကသွေးအုပ်စု၄စု၄နဲ့အနောက်က RH positive negative နဲ့တွေ့လားနှစ်ခုနဲ့မြောက်လိုက်၄နဲ့လီ8ဆိုရင်အဲ့ဒါဆိုဒီမှာတန်းထွက်လာတာပဲဟုတ်ပြီအဲ့တော့ဆရာတို့က RH positive မှာဘာလုပ်လို့ရလဲဆိုတော့ male female ပြန်ပြီးတော့ထပ်ခွဲလို့ရတယ်သွေးလူရှင်อ่ะเนาะ gender ကလည်းပြန်ပြီးတော့အရေးကြီးရထက်စဉ်းစားမယ်ကိစ္စထဲမှာပါနေရဆိုတော့အဲ့တော့ဘာဖြစ်သွားလဲဆိုတော့ဆရာစုစုပါဘယ်လောက်ဖြစ်သွားမလဲဆိုတော့ RH positive RH negative เนาะအဲ့ဒါထပ်ခွဲသွားတယ် male female အဲ့တော့စသချင်းမှာရှိတာ၄အုပ်စုပြီးရဒုတိယ task မှာရှိတာ2ခုနောက်ထပ်တစ်ခါ2ခုဆိုတော့16ခုဖြစ်သွားတယ်တွေ့လားနော်16ခုဖြစ်သွား16ခုဖြစ်သွားတာကိုဆရာတို့ကနော်တကယ်တမ်းမျက်စိထဲမှာအဲ့လိုမြင်အောင်ချမဆွဲတော့ဘဲနဲ့ဆရာတို့ဘာလုပ်လို့ရလဲဆိုတော့ county principles ဆရာတို့ဒီလိုတန်းရေးလိုက်ရင်မရဘူးလားဆိုတော့ရတာပေါ့စချင်းမှာ4ခုဒုတိယမှာ2ခုနောက်ဆုံးမှာ2ခုအားလုံးမှာ16 right အဲ့စီလည်းမြင်မယ်လို့ထင်တယ်ဟုတ်ပြီနောက်ထပ်တစ်ခုဆရာတို့ကြည့်ကြည့်အောင်နော်
နောက်တစ်ခုကကြတော့ဆရာတို့နော်ဟိုဟာလေးပေါ့3 pictures ပေါ့နော်sorry 3 picture names ပေါ့တနည်းအားဖြင့်ပြောရင်ဓာတ်ပုံချိတ်လို့ရတယ်နံရံမှာတန်3ချောင်းရိုက်ထားတယ်တန်3ချောင်းမှာဆရာတို့ဓာတ်ပုံချိတ်မယ်ဓာတ်ပုံကဘယ်နှပုံရှိလဲဆိုတော့9ပုံရှိတယ်9ပုံရှိတော့တန်တစ်ချောင်းမှာတပုံပဲချိတ်လို့ရတယ်အဲ့တော့ဆရာတို့နီလန်ပေါင်းဘယ်နှနီးချိတ်ဆွဲလို့ရမလဲဆိုတဲ့ကိစ္စကိုဆရာတို့စဉ်းစားကြည့်မယ်နော်ဟုတ်ပြီအဲ့တော့အဲ့အောင်စဉ်းစားကြည့်မယ်ဆိုရင်ပုံလေးဆွဲကြည့်တာပေါ့ဆရာတို့နော်ပုံလေးဆွဲကြည့်မယ်ဆိုတာရှင်းရှင်းလေးပဲဘယ်လိုရှင်းလဲဆိုတော့ဆရာတို့ဒီမှာကြည့်ကြည့်အောင်ဒါက nail 1နော်အဲ့ဒါ nail 1 nail 2 nail 3အစိမ်းအောင်နဲ့ဆရာပြတာတယ်အဲ့ nail 1 nail 2 nail 3မှာစစချင်း nail မှာချိတ်လို့ရတဲ့ပုံကဘယ်နှပုံရှိရဲဆိုတော့9ပုံကောင်းပြီ picture 1ကိုချိတ်ပြီးသွားပြီဆိုရင် nail 2မှာချိတ်လို့ရတာက1ကိုချိတ်ပြီးသွားပြီဖြစ်တဲ့ picture 2ရဲ့ picture 3 picture 4ရဲ့ picture 5ရဲ့4ပုံပဲကျန်တော့တယ်ဟုတ်ပြီနော်ဒီလိုကြည့်ရင်ပို့ပြီးတော့မြင်လိမ့်မယ်ဒီလိုပြီးသွားရင်ဆရာတို့ကနော်ဒါလေးတွေခဏဆရာတို့ပိတ်ထားလိုက်မယ်ဟုတ်ပြီ picture 2ကို nail 2မှာချိတ်ပြီးသွားပြီဆိုရင်တော့1ရဲ့2ရဲ့သုံးလို့မရတော့ကျန်တဲ့3ပုံ picture 3 picture 4 picture 5ပဲရှိတော့တယ်တွေ့လားအဲ့တော့ဆရာတို့စဉ်းစားမှာက nail 1မှာဖြစ်နိုင်ခြင်းက5ခု nail 2မှာက4ခု nail 3မှာ3ခု9ရဲ့4ရဲ့3ရဲ့မြောက်လိုက်လို့ရှိရင်ဆရာတို့ဘာရပြီလဲဆိုတော့ဆရာတို့လိုချင်တဲ့စုစုပေါင်း different ways ကိုဆရာတို့ရပြီပေါ့နော်အဲ့တော့အဲ့ဒါလေးကိုဆရာတို့ကဒီနေရာမှာဆရာတို့ပြန်ကြည့်ကြည့်မယ်9မြောက်4မြောက်3 is equal to 60ဟုတ်ပြီနော်ဒါပြောမယ်ဆိုရင် how many different ways can the pictures be hang on all the nails ဆိုတာဟုတ်ပြီနောက်တစ်ခုဆရာတို့ကြည့်ကြည့်အောင်နော် suppose a manufacturer makes shirt in 5 different sizes ဆိုတော့ဆရာတို့ရှက်အင်ကြီးကိုဆရာတို့ထုတ်တဲ့နေရာမှာအရွယ်အစား5မျိုးရှိတယ် small and medium and large extra large double extra large ပေါ့ XXL ဆိုပြီးတော့ဆရာတို့5မျိုးရှိတယ်5မျိုးရှိတဲ့နေရာမှာသူက small medium large ကိုကြတော့တဲ့ design 4မျိုးနဲ့သူထုတ်တယ်ဒါပေမဲ့ခုန XL နဲ့ double XL နဲ့ကြတော့ design 3မျိုးနဲ့ထုတ်တယ် design တစ်ခုချင်းစီမှာလည်းပဲ color scheme က9ရောင်စီလာတယ်အဲ့တော့ how many different types of shirts are possible to make တဲ့ဆိုတော့ဒီအမျိုးအစားမတူတဲ့ရှက်အင်ကြီးဘယ်နှမျိုးတော့ထုတ်လုပ်နိုင်မလဲဆိုတဲ့မေကွန်းနော်အဲ့ဒီမေကွန်းအတွက်လည်းဆရာတို့ဒီမှာပုံလေးဆွဲပြီးတော့အရင်နားလည်အောင်ဆရာတို့ကြည့်ကြည့်အောင်နော်ဟုတ်ပြီအဲ့တော့ဆရာတို့ပုံဆွဲကြည့်မယ်ဆိုတော့နော်ဒီလိုမျိုးဆရာတို့တွေ့ရလိမ့်မယ်နော်အရင်ဆုံးတော့ဆရာတို့နော်ကဲဒီလို small medium large ပြီးရင်နောက်တစ်ခါ extra large double extra large ဆိုပြီးဆရာတို့ရှင်းမယ်ဟုတ်ပြီ small မှာတော့ဘယ်နှမျိုးခွဲသွားလဲဆိုတော့ design 4မျိုးခွဲသွားတယ် design တစ်မျိုးချင်းစီမှာကြတော့ဘာရှိနေလဲဆိုတော့ color 9ရောင်ရှိနေတယ် A B C D E ဆိုပြီးတော့အဲ့လိုမျိုးက small ရဲ့ medium ရဲ့ large မှာအဲ့တိုင်းပဲသွားတာတနည်းအားဖြင့်ပြောရင် small medium large ဆိုတော့3ခုနောက်တစ်ခါ design 4ခုက4ဆိုတော့3မြောက်4ပြီးရင် color 9ရောင်ရှိတဲ့အတွက်9နဲ့မြောက်3မြောက်4မြောက်5ပေါ့နော်60ဖြစ်မှာပေါ့အဲ့ဒါတစ်ပိုင်းနောက်တစ်ပိုင်းကကြတော့ XL မှာကြတော့ design 3မျိုးပဲရှိရတွေ့လား double X မှာ design 3မျိုးပဲအဲ့ကြောင့်ဆရာတက်ခွဲထားလိုက်တာဒါပေမဲ့ color ကတော့9ရောင်ပဲအဲ့တော့ဆရာတို့ကဒီမှာကျန်တာ2ရယ် design က3မျိုးဆိုတော့2မြောက်3ရယ် color 9ဆိုတော့9ရယ်2မြောက်3မြောက်5ဆိုတော့30ခုနက60 30နဲ့ပြန်ပေါင်းရင်90ရမှာပေါ့ right အဲ့ဒါလေးကိုဆရာတို့ကပုံဆွဲပြီးဆရာခုဒါကိုပြတာပေါ့နော်ဆိုတော့ဒါလေးချက်ကြောက်ကြည့်ကြည့်အောင်3မြောက်4မြောက်5 60 2မြောက်3မြောက်5 30တွေ့လားเนาะအဲ့ဒါဆရာခွဲစဉ်းစားအဲ့ဒါဆရာတို့က disjoint ဖြစ်တယ်လို့ခေါ်တယ်เนาะ no arrangement in command ပေါ့เนาะ command ဖြစ်တဲ့ဘုံဖြစ်တဲ့ arrangement မျိုးမရှိဘူးဘာလို့ဆိုတော့အပေါ်က3ခုကကြတော့ design 4မျိုးနဲ့လာပြီးအောက်က2ခုက design 3မျိုးနဲ့လာအဲ့မှာဆရာတို့က disjoint ဖြစ်သွားတာအခြေအနေကเนาะအဲ့ဒါဆိုဆရာတို့ကဘာလုပ်ပေးမလဲဆိုတော့addition principle ပြန်ဖြစ်သွားတာပေါ့နော်ပြန်ပြီးတော့ဆရာတို့ဘာလုပ်ပေးရမလဲဆိုတော့ပြန်ပေါင်းပေးရတော့မယ်အခြေအနေရောက်သွားတယ်နော်အပေါ်ကတက်ရှာမယ်အောက်ကတက်ရှာပြီးတော့အဲ့နှစ်ခုကိုပြန်ပေါင်းပေးရတော့ okay အဲ့ဒါဆရာနောက်ဆုံးတစ်ခုအနေနဲ့ဆရာဒါလေးကြည့်ကြည့်အောင်နော်
ဒီမေးခွန်းလေးဆရာကြည့်ကြည့်အောင် How many different numbers can be formed using the digits 3, 6, 8, 9 and 0 in such a way that the numbers contain 2 or 3 digits without any repetition ကနန်းတစ်လုံးကိုသုံးလိုက်ရင် repeat ဖြစ်လို့မရအောင်ထပ်ခါပြန်သုံးလို့မရအောင်ဟုတ်ပြီအခုသူပြောတာ2 or 3 digits လို့ပြောတာတယ်နော် different numbers ကိန်းတိဆောက်မှာကိန်းတိဆောက်မယ်ဆိုတော့ဆရာတို့က2 digit ကနန်းနှလုံးပါတဲ့ကိန်းဆိုရင်ဒါခုကနန်း10ကနန်းထိပဲပါမယ်အဲ့လိုစဉ်းစားရမယ်အဲ့တော့10ကနန်းနေရာမှာ3ညနဲ့စတယ်ဆိုတော့10ကနန်းကမရှိတဲ့အတွက်3689နဲ့စတဲ့4မျိုးပဲရှိမယ်ဟုတ်ပြီ3နဲ့10ကနန်းမှာစမယ်ခုကနန်းမှာဘာဖြစ်နိုင်ဆိုတော့6893ညဖြစ်နိုင်တယ်နောက်တဲ့4မျိုးဖြစ်နိုင်တယ်အဲ့တော့ဆရာတို့ကကျန်တဲ့689လဲဒီတိုင်းပဲတောင်းမှာဖြစ်တဲ့အတွက်2 digit numbers can be formed in 4 multiplied by 4 16 ways ဖြစ်သွားတယ်အဲ့တော့3 digit ဆိုရင် how many ways ဘယ်နှနည်းလမ်းရှိမလဲကြည့်ရှုသူအနေနဲ့အဲ့ဒီအဖြေလေးကိုဒီဗီဒီယိုအောက်မှာရေးခဲ့ပေးပါဦးเนาะနောက်ထပ်ဗီဒီယိုမှာဆရာ factorial နဲ့ပတ်သက်တာကိုဆက်ပြောပေးမယ်နော် Thanks for watching bye